ခေါင်းဆောင်ဖြစ်သွားလို့ရှိရင်ငါတကောကောလာတတ်တယ်သိခံစိတ်ကရောနေလာတတ်တယ်အောက်လူတွေရဲ့အမှားကိုသိမခံနိုင်တာလေဒါသိခံစိတ်မရှိတာလို့ပြောတယ်တစုံတစ်ယောက်ကကိုယ်ဝေဖန်လာရင်လည်းမခံနိုင်တာဝေဖန်တာလည်းခံနိုင်ရမယ်စိတ်ဆိုးစရာကြုံလာရင်လည်းပဲသိခံနိုင်ရမယ်ကိုယ်တိုက်ရိုက်ဆဲလာရင်ခုခေတ်ဆိုဆဲတဲ့လူက Facebook ကလည်းဆဲတာပဲလေကိုရှိမဆဲရဲလည်းဘေးကနေဆဲတာတည်းရှိတယ်ဘာပဲဆဲဆဲဒါကိုသိခံတယ်ဆိုတဲ့အဓိပ္ပာယ်ကပြန်ပြီးတော့တုံ့ပြန်မနေဘူးသူကြိုက်တာပြောပါစေနေလိုက်တဲ့သဘောပဲတော့ကိုကဒီအတွက်စိတ်ထဲမှာအနှောင့်အယှက်မဖြစ်အောင်နေတာကိုသိခံတယ်လို့ခေါ်တယ်စိတ်ထဲကတေးမှတ်ပြီးတော့တကွေးကြတွေ့မယ်ဆိုရင်တေးမှတ်လို့ရှိရင်ဒါသိခံတာမဟုတ်ဘူးသိခံတယ်ဆိုတာဘာမှမှတ်သားပြီးတော့မထားပဲနဲ့ပြောသမျှတွေကိုအောင်ဤထားပြီးတော့ကိုလုံးတင်တာကိုဆက်လက်လုပ်တယ်အဲ့ဒါကိုခမာလို့သိခံတယ်လို့ခေါ်တယ်သာဂရိယဆိုတာခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာနိုးကြတက်ကြွမှုရှိရမယ်နိုးကြတက်ကြွမှုဆိုတာခေါင်းဆောင်ဟာအမြဲတမ်းအလတ်ဖြစ်နေရသူများတဲ့ခက်ရှိပြေးတဲ့အမြင်တွေတို့ဘာတွေတို့ရှိနေဖို့လိုအပ်တယ်ပေါ့နော်အမြဲတမ်းခေါင်းဆောင်ဟာတက်ကြွနေရမယ်ဥဋ္ဌာဏလုံလဝိရိယရှိရမယ်သူများတဲ့နှစ်ဆသုံးဆကြီးမားတဲ့လုံလဝိရိယတန်ဝိဘာကကိုတယောက်တည်းမသုံးဆွဲပဲနဲ့မျှဝေပေးတတ်တဲ့ပုဂ္ဂိုလ်မျိုးရှိတယ်ကိုအကြောင်းနဲ့မကြည့်ပဲနဲ့သူများအကျိုးကကြည့်ရမယ်လို့ဆိုတာအားလုံးကိုမျှတတဲ့အကျိုးကြည့်ရတရားဆိုတာခေါင်းဆောင်ဆိုတာနောက်လိုက်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာထားရမယ်အကျဉ်းနာထားရမယ်မေတ္တာဆိုတာသူ့ကိုကောင်းစားစေချင်တာမေတ္တာအကျဉ်းနာဆိုတာကရုဏာတရားထားတာအဲ့တော့ဒီနေရာမှာတရားလို့တင်ပြောလိုက်တော့မေတ္တာကရုဏာကိုအဓိကထားတာမုဒိတာပွားဖို့လည်းပဲအရေးကြီးတယ်လို့ပြောတခါတရံခေါင်းဆောင်အရေးချင်းနဲ့နောက်လိုက်အရေးချင်းကကောင်းလာလို့ရှိရင်အိတ်တာဖြစ်တတ်ပြန်တယ်ဂျက်လက်စီဖြစ်လာအဲ့ဒါမျိုးမဖြစ်ဖို့လေလိုတယ်ခေါင်းဆောင်ဟာအိတ်ခဏလုပ်ငန်းကိုင်တာနဲ့ပတ်သက်ပြီးတော့အမြဲမပြတ်စစ်ဆေးကြည့်ရှုနေရမယ်လို့ဆိုလိုတယ်အဲ့ဒါခေါင်းဆောင်နာယကဥက္ကဋ္ဌတို့ပြည့်စုံရမယ့်အရေးချင်းတွေဓမ္မကြီးပွားတိုးတက်မှုခုနကအခြေခံကအလုံးရဲ့မေတ္တာရပြီရတဲ့အခါမှာဒီအချက်တွေကိုလိုက်နာမယ်လို့သူဆိုလိုတယ်နော်ဒါတွေလိုက်နာဖို့လိုအပ်တယ်နောက်တစ်ခါစီယုံရည်နဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားဟောထားတဲ့သင်္ဃဝတ္ထုတရား၄ပါးဆိုတာရှိတယ်သင်္ဃဆိုတာစုစည်းတာချီးမြှောက်တာတစ်ဖက်သားရဲ့ဒီတစ်ဖက်သားကိုချီးမြှောက်ပြီးစီယုံပေးတဲ့မှန်ကန်တဲ့စီယုံမှုလို့ဒီလိုဆိုနိုင်တာပေါ့အဲ့ဒီသင်္ဃဝတ္ထုတရား၄ပါးဆိုတာအားလုံးမှာသိအရေးကြီးတယ်မိသားစုဟာဒီမိသားစုဆိုတဲ့အစပြီးတော့ဒါအစည်းအရုံးလေးတစ်ခုပဲအဖွဲ့အစည်းအသေးလေးပဲမိသားစုဆိုတာပင်မအဖွဲ့အစည်းလေးပဲနောက်တငယ်ချင်းပေါင်းသိဒီလိုဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမှမဟုတ်တငယ်ချင်းဆိုရင်တငယ်ချင်းနှစ်ယောက်ရဲ့ချားမှဒီစည်းရုံးရေးရှိရဒီစည်းရုံးမရှိရင်ဒီတငယ်ချင်းဟာအခုတွဲတော့ကြကွဲဒီလိုဖြစ်နိုင်တယ်အိမ်တော်ဘက်ကလည်းတူတူပဲသင်္ဃဝတ္ထုတရား၄ပါးနဲ့ပြည့်စုံကနေ့ခေတ်မှာတော့သင်္ဃဝတ္ထုတွေအားနဲ့လို့လားမသိဘူးကနေ့ကွဲနေ့ပြန်ကွဲကနေ့တွဲပြီးနေ့ပြန်ကြကွဲသွားကြဗျာအဲ့တော့အခြေခံတွေလုံလောက်မှုမရှိတာလို့ဆိုအောင်လူဆိုတာတူတဲ့နေတာမဟုတ်ဘူးပတ်ဝန်းကျင်နဲ့နေကြတာဖြစ်တယ်ဒါကြောင့်မလို့ပတ်ဝန်းကျင်နဲ့နေလာလို့ရှိရင်စီယုံရည်တရားသင်္ဃဝတ္ထုတရား၄ပါးကိုကိုယ်တိုင်ကမမေ့မသုံးကြိုးစားအထောက်ဖို့လိုအပ်တယ်နံပါတ်၁ကပါတော့ဆိုရင်ဒါနပေးမှုကမ်းမှုဟာကောင်းတဲ့စီယုံရည်တစ်ခုပဲအဲ့တော့ဘာပေးရမှာတော့လို့လူတွေကတော့တွေးကောင်းတွေးလိမ့်မယ်လူရရှိကိုပေးသွားတာပဲလေလက်ဆောင်ပေးစရာရှိတယ်လက်ဆောင်ပေးတာNew Year ဆိုNew Year လက်ဆောင်ပေါ့ Christmas ဆို Christmas လက်ဆောင်လေးတွေပေးတယ်ဘာပဲဖြစ်ဖြစ်ပန်းစည်းလေးပဲဖြစ်ဖြစ်ပေးတာပဲ
အဲ့ဒီလေပေးကမ်းမှုတွေဟာလူရဲ့စိတ်နှလုံးကိုစီယုံမိတာဖြစ်တယ်ပေါ့ဒါရင်လားလို့ဆိုတော့နောက်တစ်ခုကပေယဝိဇ္ဇာစကားပြောတဲ့အခါမှာသိအရေးကြီးတယ်မောင်းမောင်းမာဘယ်တော့မှမပြောနဲ့တစ်ဖက်သားလဝင်ချိုအောင်ပြောတတ်ရမယ်နော်စကားကိုချိုချိုသာသာပြောတတ်ရမယ်အဲ့ဒါပေယဝိဇ္ဇာလည်းစီယုံရေးတစ်ခုပဲနောက်တစ်ခုကတော့အဋ္ဌစရိယာသူ့မှာကိစ္စဝိဇ္ဇာလှုပ်ရှားတွေပေါ်လာလို့ရှိရင်ကိုယ်ကိစ္စလို့သဘောထားပြီးဝိုင်းကူညမနေစိမ့်အောင်အဲ့ဒါလည်းစီယုံရေးတစ်ခုပဲသူ့လှုပ်တော့ဝိုင်းလှုပ်တယ်ငါလှုပ်ကြရင်ဒီကောင်ကိုမဆိုင်ဘူးမအားလို့ပါဆိုပြီးတော့ရှောင်ထွက်မသွားသူ့လှုပ်လဲဝိုင်းလှုပ်တယ်ကိုယ်လှုပ်လဲဝိုင်းလှုပ်တယ်နောက်ဆုံးတစ်ချက်ကတမာနတ္တတာဆက်ဆံပြီဆိုရင်ကိုယ်နဲ့ဓာတ်နုထားဆက်ဆံဘယ်တော့မှလုတ်တောင်းမလုံးနဲ့လို့ပြောတာနော်အထင်အမြင်သေးတာမျိုးနဲ့ဆက်ဆံပြီးသွားလို့ရှိရင်ဒီလူကရင်ထဲမှာခုတ်သွားအဲ့ဒီကလေးမေတ္တာပျောက်သွားအဲ့ဒီလိုမေတ္တာရဲ့စလုံးတစ်ခုတွေမဖြစ်စေအောင်အမြဲတမ်းကိုယ့်အောက်ကလူပဲဆိုပြီးတော့ကိုယ့်ရဲ့နေကြတဲ့လူပဲဆိုတဲ့အမြင်မျိုးနဲ့မထားဘဲနဲ့ဆက်ဆံမှုဟာအဗ္ဗဓမ္မအရေးကြီးတယ်လို့တမဏတ္တတာကိုယ်နဲ့တန်းမှုထားပြီးဆက်ဆံမယ်ကိုယ်အရေးချင်းမျိုးရအောင်လုပ်ပြရမယ်ဆိုလိုတာကိုယ်နဲ့ဓာတ်တူအနေထားမျိုးရောက်လာတည်ထိအောင်သူ့ကိုမြင့်တင်ပေးရမယ်လို့ဆိုလိုတယ်အဲ့ဒီသင်္ဃဝတ္ထုတရား၄ပါးအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီဟာခေါင်းဆောင်ကောင်းဖြစ်လာမေတ္တာရတဲ့အပြင်လိုက်နာဆောင်ရွက်ရမယ်အလုပ်တွေကတော့ဒီသင်္ဃဝတ္ထုတရား၄ပါးပဲဒါအရေးကြီးတယ်လို့သူတို့ဆိုလိုတယ်နော်အဲ့တော့ခေါင်းဆောင်ကောင်းရဲ့အင်္ဂါရပ်တွေကိုမြတ်စွာဘုရားရဲ့တရားတော်တွေမှာပြည့်ပြည့်စုံစုံဖော်ပြထားတာတိုင်းပြည်ကြီးတစ်ခုလုံးကိုအုပ်စိုးတဲ့ရှေးခေတ်ကတော့ monarchical system ဧကရာဇ်ဘုရင်စနစ် oligarchy system ဆိုတပါတီတလူမျိုးတစ်ခုကနေအုပ်စိုးတဲ့စနစ်ဒီကနေ့ခေတ်မှာလည်းပဲပါတီကအုပ်စိုးတယ်ဆိုရင်ဒါ oligarchy ပုံစံမျိုးပဲဘယ်ဟာနဲ့ပဲအုပ်စိုးဘယ်စနစ်နဲ့ပဲအုပ်ချုပ်ဒီရည်ချင်းတွေဒီလောရမယ့်ကိစ္စတွေကတော့ထူးထူးပဲသင်္ဃဝတ္ထုတရား၄ပါးလိုက်ပြီးတော့စီယုံရေးရှိနေဖို့အမတ္တမလိုအပ်တယ်အဲ့ဒါရှိနေမှခုနကပြည်သူတို့ရဲ့ကောင်းသောဆုတောင်းကိုရရှိမှာဖြစ်တယ်သက်ရှိပါသေးကျမ်းပါစေအားလုံးကကျေနပ်နေကြတယ်ဝိုင်းပြီးတော့ဆုတောင်းတာခံရတယ်ဆိုတဲ့အနေအထားမျိုးရောက်အောင်အဲ့ဒီကျမ်းမှာကြီးပွားတိုးတက်နိုင်တယ်လို့ပြောတာမင်းကျင့်တရား10ပါးဆိုတာငါတို့ကမင်းမှမဟုတ်တာကျင့်စရာမလိုဘူးလို့မအောင်မေ့လေနဲ့နော်မင်းဆိုတာစနစ်အရာမင်းကိုဗဟိုပြုပြောတာကိုယ့်အိမ်မှာကိုယ်ကလည်းမင်းဖြစ်နေမှာကိုယ့်အိမ်မှာကိုယ်ကြီးခဲ့ဆိုကိုယ်မင်းပဲကိုယ်ဖွဲ့စည်းမှာကိုယ်ကြီးခဲ့ဆိုရင်ကိုယ်မင်းပဲအဲ့ဒီခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာရာဇဓမ္မလို့ခေါ်တဲ့မင်းကျင့်တရားတွေတဲ့ကိုလုံးရမယ်အလုပ်တွေဒါလုံးဝမှာဒါငါတို့ကမင်းမမဟုတ်တာဒါလိုက်ဆက်မလုပ်ဘူးလို့ဒီလိုသွားပြီးတော့အမြင်မဆောင်နဲ့နော်ခေါင်းဆောင်ကောင်းဆိုတာဒါလုပ်ရမယ်နံပါတ်1ကဌာနပေးတာကမ်းတာဟာဒီအချင်းချင်းပေးကမ်းမှုတွေကအလွန်အောင်မြင်တဲ့အရာတွေပဲဖြစ်တယ်နိုင်ငံတနိုင်ငံပဲကြည့်လေလူမျိုးတွေမကြည့်နဲ့ကိုယ်အချင်းချင်းတွေမကြည့်နဲ့ဟိုနိုင်ငံကနေကိုယ်နိုင်ငံကိုထောက်ပံ့နေဆိုအဲ့နိုင်ငံကထောက်ပံ့တဲ့နိုင်ငံမျက်နှာရတာပဲလေရတယ်မေတ္တာရှိတယ်သူဆိုရင်စီးပွားရေးလုပ်ခွင့်နေလောလောကူပေးတာဒါနပဲအဲ့ဒါကိုယ်နိုင်ငံအတွက်ထောက်ပံ့နေကူညီတယ်အဲ့ဒါလိုပဲလူရဲ့စိတ်ဓာတ်ကိုလိုအပ်နေတာကိုကူညီမှုဆိုတဲ့ဒါနဟာလူတိုင်းအတွက်လိုအပ်တဲ့အရာဖြစ်တယ်ဒါနလေးတစ်ခုနဲ့ပြီးလာလို့ဆိုမပြီးဘူးလိုအပ်ချက်တွေရှိတယ်ကိုချင်းတရားကောင်းမှုလိုတယ်သီလပြိဿာကဒီစွန့်လွတ်အနိဋ္ဌခံမှုတွေရှိရမယ်ဣဇဝရိုးသားမှုဒါတော့တော်တော်အရေးကြီးတဲ့လူရဲ့ဂုဏ်သိက္ခာပဲမယုံမသာလုံးလို့ခံလိုက်ရတဲ့လူဟာဒီပုဂ္ဂိုလ်တစ်သက်လုံးဆက်ဆံမှာမဟုတ်တော့ဘူးနော်
Iswa Shuda Chamayame Madawa Nunyane Sura who Pyonyana Twamayone Nunyana Sura Mana Katamu Tona Katamu Mashida of your no Nunyane Sura Pyonyanam Ho say that Pyonyane Luado Domuemu but in Yama Nunyane Sura Pyosu Sasa Manari ne Manajibi Kataneha Piolo Solo Swinilu Mayara Mua Katanu Lukor Piolo Solo Sinjalo Takanabuguda Madwa Lukor Nunyamu Nunyamu Pioviamu Pibimu Shiame Lua Lama Bione Abiore Day Namra Yamuso look at him, Yuri, Malawa Udosolo. Pile Mushiame, Madawa. Tabasura Kukurangua, the Chojo Chanyan, daytime or Samya, daytime I am. Ekora. Take an AC, Dona Tadami, Malawa. Dona Matwell. We how they look. Matila and Tila in Bavian Town, Baume. Kaimesura, Eramu, Fisiabu, Shoot time Loa Udo Solure, Corona, Yamatrasia. Are we hang that? But do go my Yaman Nasa de Lomu Maloa, Kandi Dunya said our Fisi, a Dimbio our Fisi, Aloha, or Idikanayame. Are we Rodana? Go Chinema, Sanjamedi Maloa. Masanje only diameter. Da many dia sevalo core. Many that Jiamamu, many dia Biora Mobu, comes on only Chine, a Jimube, comes on Manamia di Chiliu, Chidajugo Atonanoshi, Pidu Chido comes on Pima, they charable.